စိတ်ထားကောင်းသောအိုးထိန်သေးကြီးနဲ့လက်လေးရှေးတုန်းကစိမ့်လန်းဆုပ်ပြေးတဲ့ရွာကလေးတစ်ရွာမှာဦးအိုးလို့ခေါ်တဲ့အိုးထိန်သေးကြီးတူရှိပါတယ်။ဦးအိုးဟာအရန်ကိုစိတ်ထားကောင်းပြီးသူ့လုပ်တဲ့မြေအိုးလေးတွေကလည်းတစ်ရွာလုံးမှာအလှဆုံးပေါ့။ဒီနေ့မှာတော့ဦးအိုးဟာရွာဦးကျောင်းအတွက်အထူးခြားဆုံးမြေအိုးကြီးတစ်လုံးကိုစတင်ပြုလုပ်ဖို့ပြင်ဆင်နေပါတယ်။ထိုအချိန်မှာပဲဦးအိုးရဲ့အနားကိုလက်လေးလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ရောက်လာပါတယ်။လက်လေးဟာအမြဲတမ်းဆက်စုတက်ပြီးအသစ်သစ်သောအရာတွေကိုသင်ယူခြင်းစိတ်ရှိသူလေးပါ။ဦးဒီအိုးကြီးကဘာလို့ဖို့လဲဟင်လိုလက်လေးကမျက်လုံးလေးဝိုင်းပြီးမေးလိုက်ပါတယ်။ဦးအိုးကပြုံးပြီးဒါကဘုံဘုံတို့စီမှာရေအလူလို့ဖို့အိုးကြီးပေါ့လက်လေးရဲ့လာမင်းလဲကူညီချင်ရင်လာခဲ့လေလို့ပြောလိုက်ပါတယ်။လက်လေးဟာဝမ်းသာအားရနဲ့ဦးအိုးအနားမှာထိုင်လိုက်ပြီးမြေဆေးတွေကိုစတင်ခိုင်းပေးကြည့်ပါတော့တယ်။ဒါပေမဲ့မြေအိုးလို့ရတာထင်သလောက်မလွယ်ဘူးပါဘူး။လက်လေးရဲ့လက်ထဲမှာမြေဆေးတွေကပုံပြက်ပန်းပြက်ဖြစ်ကုန်ပါတယ်။လက်လေးရဲ့မျက်နှာလေးတင်မကပဲအင်ဂျီလေးမှာပါရွှွန့်နေပြေပွားကုန်တာပေါ့ဒါကိုကြည့်ပြီးဦးအိုးကအားပေးစကားပြောပါတယ်သူတို့နှစ်ယောက်အလုံးလုံးနေရင်နေ့လည်စာစားချိန်ရောက်လာပါတယ်ဦးအိုးကသူယူလာတဲ့ထမင်းထုတ်လေးကိုဖြေလိုက်ပြီးလက်လေးနဲ့အတူရိုးရိုးရှင်းရှင်းမျှဝေစားပိုက်ကြပါတယ်အလုံးလုံးနိုင်ဖို့အစာလဲစားရတယ်လက်လေးရဲ့လို့ဦးအိုးကပြောပါတယ်ထိုအချိန်မှာပဲလမ်းလျှောက်လာရင်မောပန်းနေတဲ့ခရီးတဲ့တစ်လို့ခေါ်တဲ့လူငယ်တယောက်သူတို့စီရောက်လာပါတယ်တစ်ဟာနေပူထဲမှာလမ်းလျှောက်လာရလို့အရန်ကိုရေငတ်နေတဲ့ပုံပါပဲ။ဦးအိုးကတစ်ကိုမြင်တာနဲ့လမ်းခေါ်လိုက်ပါတယ်။လက်လေးကလည်းချက်ချင်းပဲအနားမှာရှိတဲ့ရေအိုးထဲကနေရေတစ်ခွက်ခတ်ယူပြီးတစ်စီကိုပြေးသွားပါတယ်။ဦးလေးရေအေးအေးလေးတောက်လိုက်ပါအောင်လို့ပြောပြီးကမ်းပေးလိုက်တာပေါ့။တစ်ဟာအရန်ကိုဝမ်းသာသွားပြီးရေကိုအားရပါရတောက်လိုက်ပါတယ်။တစ်ထွက်ခွာသွားပြီးနောက်ဦးအိုးနဲ့လက်လေးဟာအိုးကြီးကိုဆက်လုပ်ကြပါတယ်။နောက်ဆုံးမှာတော့အရန်ကိုလှပပြီးချောမွေ့တဲ့မြေအိုးကြီးတစ်လုံးထွက်ပေါ်လာပါတယ်။နေအောင်အောက်မှာမြေအိုးကြီးဟာဝါဝင်ပြီးပြောင်းလဲနေပါတော့တယ်။ကဲလက်လေးဒီအိုးကြီးကိုဖုန်ကြီးချောင်းကိုသွားပို့ကြရအောင်လို့ဦးအိုးကဆိုပါတယ်။သူတို့နှစ်ယောက်ဟာအိုးကြီးကိုဘယူးတစ်ဆိုင်မယူပြီးရွာဦးချောင်းစီကိုပျော်ပျော်ရွှင်ရွှင်လမ်းလျှောက်သွားကြပါတယ်။ကျောင်းရောက်တဲ့အခါကျောင်းထိုင်ဆရာတော်ဦးတေကိုအိုးကြီးလူတန်းလိုက်ပါတယ်။လက်လေးဟာစိတ်ထဲမှာအယမ်းကိုကြည်နူးနေပါတယ်။သူတစ်ပါးကိုကူညီရတာနဲ့အလူအတန်းလုပ်ရတာဟာဘလောက်အထိပျော်စရာကောင်းလဲဆိုတာလက်လေးတစ်သက်လုံးမှတ်မိနေတော့မှာပါ။